အခုတင်ဆက်ပေးမှာကတော့နှလုံးသားမဲတဲ့ရောက်ခမဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်ခင်ဗျာတခါတော့ကလေတော့ရွာလေးတစ်ခုမှာတော်မြိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်တော်မြိုင်မှာတူးတဲတော်သားဖြစ်တဲ့မောင်ထုံးဆိုတဲ့တားတစ်ယောက်ရှိတယ်မောင်ထုံးကမနုရီဆိုတဲ့မိန်းကလေးနဲ့ချစ်ကြိုက်ပြီးလက်ထပ်လိုက်ကြတယ်တော်မြိုင်ကမနုရီကိုသဘောမကျဘူးဘာလို့လဲဆိုတော့မနုရီကဆင်းရဲတဲ့မိသားစုကလာတာရဲ့တော်မြိုင်ကသူ့သားအတွက်ချမ်းသာတဲ့မိန်းကလေးကိုပဲလိုချင်တာရဲ့ကြောင့်ပါဒါကြောင့်တော်မြိုင်ကမနုရီကိုအမြဲတမ်းစိတ်ဆင်းရဲအောင်လုပ်တယ်မနုရီကအိမ်မှုကိစ္စတွေကိုစူးစမ်းလုပ်ပေမဲ့တော်မြိုင်ကအပြစ်ရှာတယ်မင်းကျက်တဲ့ဟင်းတွေကအရသာမရှိဘူးမင်းကအိမ်ကိုတန့်ရှင်းအောင်မလုပ်တတ်ဘူးဆိုပြီးအမြဲပြောတယ်မနုရီကစိတ်မကောင်းဖြစ်ပေမဲ့တီးခံပြီးအကောင်းဆုံးစူးစမ်းတယ်မောင်ထုံးကသူ့မိနဲ့သူ့မိမကြားထဲမှာဘသူ့ကိုမှမပြောရဘူးသူ့မိကိုစိတ်ဆိုးမှကြောက်လို့မနုရီကိုကူညီဖို့လည်းမဝန့်ရဘူးဒါကြောင့်မနုရီကတယောက်တည်းခံစားနေရပါတယ်ဒီနေ့မှာမနုရီကဖျားတယ်တော်မြိုင်ကဂယူးမဆိုင်ပဲမင်းကအလုံးမလုံးချင်လို့ဖျားချင်အောင်ဆောင်နေတာလို့ပြောတယ်မနုရီကအယံဝန်းနေပြီးငိုနေခဲ့ပါတယ်မောင်ထုံးကမနုရီဖျားနေတာကိုတီးတော့စိတ်မကောင်းဖြစ်ပြီးသူ့မိကိုအမေမနုရီကိုဂယူးဆိုင်ပေးပါလို့ပြောတယ်တော်မြိုင်ကမင်းကမင်းမိမကိုပဲဂယူးဆိုင်နေတာလားငါ့ကိုရောဂယူးမဆိုင်တော့ဘူးလားလို့ပြန်ပြောတယ်မောင်ထုံးကသူ့မိကိုစိတ်ဆိုးပြီးအမေကဘာလို့ဒီလိုလုပ်ရတာလဲမနုရီကကျွန်တော်ရဲ့မိမပါကျွန်တော်သူ့ကိုဂယူးဆိုင်ရမှာပေါ့လို့ပြောတယ်တော်မြိုင်ကသူ့သားရဲ့စကားကြောင့်အယံအံ့တာသွားတယ်ပြီးတော့သူလုပ်ခဲ့တာတွေကိုပြန်စဉ်းစားမိတယ်တော်မြိုင်ကငါကအယံဆိုးတဲ့ရောက်ခမှာပဲငါကမနုရီကိုမကောင်းမွန်စွာဆက်ဆံခဲ့တယ်ငါကသူ့ကိုတောင်းပန်တင်တယ်လို့တွေးမိတယ်နောက်နေ့မှာတော်မြိုင်ကမနုရီကိုသူ့အခန်းထဲမှာတွေ့တယ်တော်မြိုင်ကမနုရီကိုမနုရီငါကိုခွင့်လွတ်ပါငါကမင်းကိုမကောင်းမွန်စွာဆက်ဆံခဲ့တယ်ငါကမင်းကိုသဘောမကျလို့မင်းကိုစိတ်ဆင်းရဲအောင်လုပ်ခဲ့တယ်ဒါပေမဲ့အခုငါနောင်တရားနေပြီးငါကမင်းကိုတမိတယောက်လိုသဘောထားပြီးဂယူးဆိုင်ပါမယ်လို့ပြောတယ်မနုရီကတော်မြိုင်ရဲ့စကားကိုကြားတော့ဝမ်းသာသွားတယ်ပြီးတော့တော်မြိုင်ကိုပြန်ဖက်လိုက်တယ်အမေရဲ့ကျမကအမေကိုဘယ်တော့မှမုန်းခဲ့တာမဟုတ်ပါဘူးကျမကအမေကိုအမြဲတမ်းလေးစားပါတယ်လို့ပြောတယ်တော်မြိုင်နဲ့မနုရီတို့ဟာအဲ့ဒီအချိန်ကဆက်ပြီးကောင်းမွန်တဲ့ဆက်ဆံရေးကိုတိစောက်ခဲ့ကြတယ်တော်မြိုင်ကမနုရီကိုတမိတယောက်လိုသဘောထားပြီးဂယူးဆိုင်တော့ပါတော့တယ်မနုရီကလည်းတော်မြိုင်ကိုလေးစားပြီးချစ်ခင်တဲ့မောင်ထုံးကသူ့မိန်းမနဲ့အမေတို့ရဲ့ဆက်ဆံရေးကောင်းမွန်သွားတာကိုမြင်တော့အယမ်းပျော်သွားပါတယ်ဖုန်ပြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီခင်ဗျာဒါကြောင့်မို့မုန်းတီးခြင်းနဲ့မနာလိုခြင်းတွေဟာဘယ်တော့မှကောင်းတဲ့အရာကိုမပေးနိုင်ပါဘူးခွင့်လွှတ်ခြင်းနဲ့ချစ်ချင်းမေတ္တာတွေကသာပျော်ရွှင်တဲ့မိသားစုဘဝကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ဒီဇလန်ကနေခွင့်လွှတ်ခြင်းနဲ့ချစ်ချင်းမေတ္တာတွေရဲ့တန်ဖိုးကိုသင်ယူနိုင်မယ်လို့မျှော်လင့်ပါတယ်နားဆင်ပေးကြသောပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ